င်္ဂလာပါရှင်သစ္စာပွင့်ပန်းလမ်းရမည်လို့အမည်ရပါတယ်ကူရူချစ်တော်ဘဝဝဲချာဝစင်မခွဲတေမခွင့်ရရင်ခွေရွှေပင်လေကာစီကြောက်ကလာဝီလေချာစီခွေရောက်တာကြောက်တဲ့ကမှာမြတ်တာဆူရလေးအိုင်လေးနိုင်ရမယ်ဦးဘဝတူရဲ့တော်လေးကိုတိုင်းဝိုင်းရမီလေဒီနေဟန်ရဲ့အစင်ပေးမချူဝရီမာတာယာမယ်ဘဝဒီချာပြာနေမတည်တဲ့ကွယ်တဲ့ဝီရမယ်ဖြစ်စရာရဲ့တောကမုန်တိုင်းကုန်နေတယောက်တည်းမခွဲလို့ရင်မိုးမြမငေးချင်းစိတ်ချမစတမ်းကမနေနဲ့ကွယ်လာရာရာဘူတိုင်းရှိသစ္စာပွင့်ပဲနိုင်ရမီဝဲနောက်တွေ့ချစ်မြင်ချစ်ခါရဲ့ဆုံးမဝတိုင်းမုံညမမတူလာချစ်စစ်ဆိုရရဲ့ဒီပေါ်ဒီမှာယုံကြည်မှုနဲ့ရဲ့အဝိဇ္ဇလက်တွေဆုံးဖြတ်ရဲ့ရမယ်ဒီမှာယုံကြည်မှုနဲ့ရဲ့အဝစင်လက်တွေဆုံးဖြတ်ရဲ့ရမယ်ဦးသားရဲ့နာဂဘဝရင်းညရဲ့နောက်ရှိဝဲတင်ကျူတွေးစားရဝိရမယ်ဖြစ်ဖို့ကိုမလူတဲ့ချစ်တော်ဘဝဝဲသာဝစင်မခွဲတေမခွေရရင်ွယ်ရွှေပင်လေကာစီနောက်ကဘာရီလေချာပါစီခွေရောက်တာကြောက်ပွင့်ကမှာမြတ်တာဆရာလေးခိုင်နေနိုင်ရမယ်ဦးဘဝဦးရဲ့တိုင်းဝိုင်းရံဝီလေဒီနေဟန်ရဲ့အစင်ပြေမချစ်ဘဝဒီမှာတာယာမယ်ဝါကြီးချပြာနေမတွေ့နဲ့ကွယ်ဆွေတဲ့ဝီရမယ်ဖြစ်စရာရဲ့တောကမုန်တိုင်းကုန်နေတယောက်တည်းမခွဲလို့ရင်မိုးပြမငွေကျစချင်မှစတဲ့တမနီနဲ့ကွယ်လာရာရာဘူတိုင်းရွှေသစ္စာပွင့်ပန်းနိုင်ရမီဝဲနောက်တွေ့ချစ်မြင်ချစ်ခါရဲ့ဆုံးမဝတိုင်းမုံညပါမတူလာရဲ့
သူမှယဉ်ကြည်မှုနဲ့ရဲ့အဝစင်လက်တွေဆုံးဖြတ်ရဲ့ရမယ်။အော်စစ်စစ်ဆိုတာရဲ့သူပေါ်သူမှယဉ်ကြည်မှုနဲ့ရဲ့အဝစင်လက်တွေဆုံးဖြတ်ရဲ့ရမယ်။ဘုရားရဲ့နာဂဘဝလေးများရဲ့နောင်ရှိဝဲတင်ကျူတွေးစားကဝီရမယ်ဖြစ်ဖို့ကိုမလို့